လုပ်တစ်ခုကိုစလုပ်ဖို့အကောင်းဆုံးအချိန်ဆိုတာဘယ်တော့လဲတချို့ကလက်ထပ်ဖို့ဆိုင်ဖွင့်ပွဲလုပ်ဖို့ခရီးထွက်ဖို့အိမ်ပြောင်းရွှေ့ဖို့နေကောင်းရက်တာကိုဘေးရင်စရာအကြမ်းမြင်စရာတွေကိုမေးကြတယ်အဲ့ဒါနဲ့ပတ်သက်လို့ကျွန်တော်ဘာမှမပြောလိုပါဘူးဒါပေမဲ့ကျွန်တော်သဘောပြောရရင်အလုပ်တစ်ခုကိုလုပ်ချင်ရင်စတင်ဖို့အကောင်းဆုံးအချိန်ဆိုတာအခုပဲဖြစ်ပါတယ်အိမ်မက်ကောင်းမှရဲရစာနေကြမှလှုပ်ရှားရှိတာကိုလုပ်မယ်လို့အချိန်ဆွဲမနေသင့်ပါဘူးပရိသတ်ရှိမှဟောပြောသူတစ်ယောက်ဖြစ်ချင်သလားကလပ်တစ်ခုမှာသို့မဟုတ်ကျောင်းတစ်ကျောင်းမှာအခမဲ့ဟောပြောပေးမယ်ဆိုပြီးအခုပဲရက်ချင်းပေးလိုက်ပါရက်ချင်းပေးပြီးရင်အချိန်ဆွဲလို့မရတော့ဘူးဟောပြောရမယ်အချက်လက်တွေကိုရှာဖွေစုဆောင်းရမယ်စာနဲ့ရေးမှတ်ရမယ်ဟောပြောတာကိုလေ့ကျင့်ရမယ်တကယ်လို့အဲ့ဒီနေရာတွေမှာမဟောပြောရဲရင်လေမင်္ဂလာဆောင်တစ်ခုမှာအခမ်းအနားမှုလုပ်လို့ရပါတယ်အဓိကပြောချင်တာကဟောပြောသူဖြစ်ချင်ရင်ဟောပြောတာကိုအချိန်မဆွဲပဲစလုပ်လိုက်ဖို့ပါတခါစားတောက်ဆိုင်တစ်ခုဖွင့်ကျင်သလားအခုပဲစားတောက်ဆိုင်တစ်ခုမှာအလုပ်ဝင်လုပ်လိုက်ပါလောက်ခမရလဲအလကားတက်တက်လုပ်ပေးလိုက်ပါအလုပ်လုပ်ရင်စားတောက်ဆိုင်လုပ်ငန်းကိုလေ့လာပါစဖို့မှုတစ်ယောက်ဖြစ်ချင်သလားအခုပဲချက်နီးပြုတ်နီးတင်တန်းတစ်ခုတက်လိုက်ပါမိမိချက်ပြုတ်ထားတာတွေကိုတငယ်ချင်းတွေကိုဖိတ်ကြွေးပြီးဝေဖန်ခိုင်းပါဆိုလိုတာကဘာပဲလှုပ်ချင်တာကိုဒီနေ့ပဲစလုပ်လိုက်ပါလှုပ်ချင်တာနဲ့ပတ်သက်လို့ဘာမှမသိသေးရင်လည်းကိစ္စမရှိပါဘူးလှုပ်တာလှုပ်လိုက်ပါလှုပ်ရင်းနဲ့အဲ့ဒီအလုပ်အကြောင်းနားလည်လာပါလိမ့်မယ်ဘယ်လိုလုပ်ရမှန်းမသိလဲစလုပ်လိုက်ပါဒီမှာမေးစရာရှိတာကစလုပ်ဖို့ကြောက်နေရင်ဘာလုပ်ရမလဲကျွန်တော်အဖြေကကြောက်စိတ်ကိုရင်ဝယ်ပိုက်ပြီးအခုပဲစလုပ်လိုက်ပါအကောင်းဆုံးအသင့်တော်ဆုံးအချိန်ကိုစောင့်မနေပါနဲ့ဘာကြောင့်လဲဆိုတော့အကောင်းဆုံးအသင့်တော်ဆုံးအချိန်ဆိုတာအခုအချိန်ကလွဲရင်မရှိလို့ပါကျွန်တော်ကောလိပ်ကဘွဲရပြီးတော့ချီကာဂိုမြို့ရဲ့တောင်ပိုင်းကအထက်တန်းကျောင်းတစ်ကျောင်းမှာသမိုင်းသင်ပြတဲ့ဆရာအလုပ်ရလို့ဝင်လုပ်လိုက်တယ်ပထမတစ်လမှာအတွေ့အကြုံမရှိတဲ့ကျောင်းဆရာတဲ့ကျွန်တော်ဟာစူညံနေတဲ့အတန်းကိုဘယ်လိုထိန်းရမလဲကျောင်းသားတွေကိုကျောင်းစည်းကမ်းလိုက်နာအောင်ဘယ်လိုစည်းရုံးပြောရမလဲလူလေကျောင်းသားတစ်ယောက်ရဲ့အလိမ်ညာမခံရအောင်ဘယ်လိုတတိထားရမလဲဆိုးတဲ့ကျောင်းသားကိုဘယ်လိုဆုံးမရမလဲစိတ်ပြက်အားငယ်နေတဲ့ကျောင်းသားကိုစိတ်သက်လာအောင်ဘယ်လိုအားပေးရလဲအဲ့ဓာတွေကိုမသိခဲ့ပါဘူးဒါပေမဲ့ကျွန်တော်ကျောင်းဆရာအလုပ်ကိုစလုပ်လိုက်တယ်စောစောကပြောတာတွေကိုအလုံးလုံးရင်းနဲ့တဖြည်းဖြည်းသိလာ
တက်လာခဲ့ပါတယ်ကျွန်တော်ကျောင်းဆရာအလုပ်ကထွက်ပြီးတော့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကိုလုပ်တယ်လုပ်ငန်းအစမှာငွေလိုနေလို့ဘဏ်တစ်ခုကိုသွားပြီးငွေချေးတယ်ဘဏ်ကပြောတယ်ကျွန်တော်လုပ်မဲ့လုပ်ငန်းအတွက် business plan လုပ်ငန်းစီမံချက်ကိုကြည့်ချင်တယ်တဲ့ကျွန်တော် business plan ဆိုတာဘာမှမသိပါဘူးအဲ့ဒါကိုမပြနိုင်လို့ဘဏ်ကငွေချေးမပေးလိုက်ဘူးအဲ့ဒီနေ့မှာပဲစာအုပ်ဆိုင်တစ်ဆိုင်ကိုသွားပြီး business plan ကိုဘယ်လိုရေးဆွဲရတယ်ဆိုတာကိုရှင်းပြထားတဲ့စာအုပ်တစ်အုပ်ကိုဝယ်လိုက်တယ်အိမ်ပြန်ရောက်တော့တညလုံးမအိပ်ပဲစာအုပ်ကိုဖတ်တယ် business plan ရေးဆွဲနည်းကိုသိသွားပြီလုပ်ငန်းအတွက် business plan ကိုရေးဆွဲပြီးဘဏ်ကိုပြန်သွားပြတယ်ဘဏ်က business plan ကိုဖတ်ကြည့်ပြီးလိုအပ်ချက်တွေရှိနေတယ်လို့ပြောပြန်တယ်ကျွန်တော်ကအဲ့ဒီလိုအပ်ချက်တွေဟာဘာတွေလဲလို့မေးတော့ဘဏ်ကလိုအပ်ချက်တွေကိုရှင်းပြတယ်ကျွန်တော်လည်းလိုအပ်ချက်တွေကိုဖြည့်ဆွဲပြီး business plan ကိုအသစ်ရေးဆွဲလိုက်တယ်ပြီးတော့နောက်တစ်နေ့မှာဘဏ်ကိုတွားပြပြန်တယ်ဘဏ်က business plan ကတော့ okay ပါတယ်ဒါပေမဲ့သူတို့ဘဏ်ကကျွန်တော်လုပ်ငန်းအမျိုးအစားကိုငွေချေးခွင့်မပြုဘူးလို့ပြောတယ်ကျွန်တော်ကဘယ်ဘဏ်ကငွေချေးပေးနိုင်မလဲလို့မေးတော့ဘဏ်မန်နေဂျာကငွေချေးပေးနိုင်မဲ့ဘဏ်တချို့ရဲ့နာမည်နဲ့လိပ်စာတွေရေးပေးလိုက်တယ်ကျွန်တော်အဲ့ဒီဘဏ်တွေထဲကဘဏ်တစ်ခုကိုတွားလိုက်တယ် business plan ကိုပြပြီးငွေချေးချင်တယ်လို့ပြောလိုက်တယ်အဲ့ဒီဘဏ်က business plan ကိုတေချာဖတ်ကြည့်တယ်ကျွန်တော်ကိုမေးခွန်းတွေမေးတယ်သူတို့ကျေနပ်သွားလို့ဒေါ်လာ2000ထုတ်ချေးပေးပါတယ်ကျွန်တော်ဒီအကြောင်းကိုဘာကြောင့်ပြောပြရတာလဲကျွန်တော်ကိုယ်ပိုင်လုပ်ငန်းစလုပ်စမှာဘာမှမသိသေးပေမဲ့လုံရင်းနဲ့တင်ယူတက်မြောက်သွားခဲ့တယ်ဆိုတာကိုသိစေချင်လို့ပါအဲ့ဒါကြောင့်ဘယ်လိုလုပ်ရမှန်းမသိလဲစလုပ်လိုက်ပါ